ဒူဘိုင်းမှာအလုပ်တွေပေါ်တယ်ဆိုဒါဆိုရင်ဘာဖြစ်လို့တချို့တွေကအလုပ်ရဖို့ရုန်းကန်နေရတာလဲဘလို့လူတွေရောဒူဘိုင်းမှာအလုပ်တွေရပြီးအဆင်ပြေနေကြရတယ်ဒါတွေအားလုံးကိုကျွန်တော်အတွေ့အကြုံတွေနဲ့ရှင်းပြီးတော့ပြောပြပေးသွားပါမယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်ဒီလူငယ်တွေကနိုင်ငံခြားကိုထွက်ပြီးတော့အလုပ်လုပ်ချင်ကြတယ်ပေါ့နော်အဲ့ဒီအထဲမှာဒီ UAE နိုင်ငံကလာဖို့လွယ်ကူတော့ဒီရွေးချယ်စရာနိုင်ငံတစ်နိုင်ငံဖြစ်နေတာပေါ့ဗျာကျွန်တော်လည်းအဲ့ဒီလူငယ်တွေကတယောက်ဖြစ်ခဲ့တာပဲအဲ့ဒါကြောင့်မို့လို့ဒီ UAE နိုင်ငံကရွေးချယ်စရာနိုင်ငံတစ်နိုင်ငံဟုတ်မဟုတ်ရဲ့ပြီးရင်ဒီမှာဘလို့အခက်အခဲတွေရှိတယ်ဘာတွေကိုကြုံတွေ့နေရတယ်ဆိုတာလေးကိုကျွန်တော်အတွေ့အကြုံတွေနဲ့ရှင်းပြီးတော့ကျွန်တော်တေးသေးချာချာလေးပြောပြပေးသွားပါမယ်အခုဒီဒူဘိုင်းမှာဘာအလုပ်တွေကပေါ်လဲဆိုလို့ရှိရင်ကျွန်တော်ဒီ customer service အပိုင်းတွေ F&B ရှိမယ်ပြီးရင် sale နဲ့ retail အပိုင်းတွေပေါ်တာပေါ့ဗျာအဓိကအဖြစ်တော့ဒီ F&B နယ်ပယ်မှာတော့အလုပ်တွေအများကြီးပေါ်ကြတယ်တော်တော်များများအဲ့ဒီအလုပ်တွေလုပ်ကြတယ်ဒီ UAE ကလူအခွင့်အရေးအပြည့်အဝရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ပြီးလို့ရှိရင်လစာရေးဆိုလဲအခွန်ဆောင်စရာမလိုဘူးပြီးလို့ရှိရင်ဗီဇာလောက်ရတာလဲလွယ်ကူတယ်ပြီးလို့ရှိရင်စီကံရှိတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်တော့ဒီအများနဲ့ဘယ်နေရာပဲကြည့်တက်ချင်းချင်းဖြစ်နေတာလေးကလည်းသိချမ်းစာစရာကောင်းတဲ့နိုင်ငံတစ်နိုင်ငံပဲအော်နေအောင်ကြံသေးတယ်ဒီ UAE မှာလေကမ္ဘာအဆင့်မီလက်ပတ်စရာနေရာတွေလည်းရှိတယ်ပြီးလို့ရှိရင်လေခင်ဗျားမှာပတ်စံသားရှိလို့ရှိရင်ခင်ဗျားစီးပွားရေးကိုပိုင်စီးပွားရေးလုပ်လို့လည်းမခက်ခဲဘူးအခုဒူဘိုင်းမှာဘလို့လူတွေကအဆင်ပြေနေကြလဲဆိုလို့ရှိရင်ဒီအသက်မွေးဝမ်းကြောင်းပညာတစ်ခုကိုကျွမ်းကျင်ရင်တက်ထားတဲ့သူတွေပြီးလို့ရှိရင်အင်္ဂလိပ်စာစကေးကောင်းတဲ့သူတွေပြီးလို့ရှိရင်လုပ်ငန်းအတွေ့အကြုံရှိတဲ့သူတွေကဒီကျွန်တော်တို့ဒီလစာကောင်းတဲ့အလုပ်တွေကိုရပြီးတော့အဆင်ပြေနေကြဒီရောက်ချင်းပထမတစ်နှစ်နှစ်မှာတော့အဆင်ပြေတဲ့အလုပ်လေးတစ်ခုကိုဝင်လုပ်လိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီအလောက်ကထွက်ပြီးတော့ဒီ UAE အတွေ့အကြုံရသွားပြီပေါ့နော်အဲ့ဒီအတွေ့အကြုံနဲ့တခြားကောင်းတဲ့အလုပ်တွေကိုအရေးချင်းရှိသလောက်လစာကောင်းတဲ့အလုပ်တွေကိုရဝါကြတဲ့လူတွေကျွန်တော်တငငင်းတွေမှာအများကြီးပဲအဲ့ဒါကြောင့်မို့လို့ဒီဒူဘိုင်းကအခွင့်အလမ်းတွေပေါ်သလောက်ကိုကလည်းစူးစမ်းရမယ်အရေးချင်းလည်းရှိနေဖို့လည်းလူသေးတယ်။အော်နေအောင်ဒီကောင်းတာတွေကြီးပဲရှိတယ်လဲထင်မနေနဲ့ဟုတ်ဒီမှာအခက်အခဲတွေအဆင်မပြေတာတွေရှိသေးတယ်ဘယ်လိုလဲဆိုလို့ရှိရင်ဗျာဒီ scan တွေလိမ်ညာတွေပေါ့ခင်ဗျားကို interview ရှိတယ်ဆိုပြီး email လိမ်ပို့လိုက်မယ်ပို့ပြီးလို့ရှိရင်ခင်ဗျားအဲ့ဒီ interview ကိုသွားပြီးဟဲ့ဆိုလို့ရှိရင်ဒီ passport တွေတောင်းမယ်ဒီပတ်စံတွေငွေလိမ်ပြီးတောင်းမယ်ပေါ့နော်အဲ့ဒါမျိုးတွေအများကြီးရှိတယ်ကျွန်တော်ကိုယ်တိုင်တော့မှအဲ့ဒါကြီးခဏခဏကြုံတယ်ဒါပေမဲ့ကျွန်တော်ကလဲတယ်လေကျွန်တော်ကသေချာစုံစမ်းတယ်အဲ့ဒီဟာတွေကအလိမ်မှန်းသိလို့တခါမှကျွန်တော်မသွားတော့မခံရဘူးကြီးမမခက်ခဲတာဘာလဲဆိုလို့ရှိရင်ဒီဒူဘိုင်းမှာနေဈေးကတအားဈေးကြီးတယ်ဘယ်လောက်ဈေးကြီးလဲဆိုလို့ရှိရင်ခင်ဗျားဒီမြန်မာငွေ15သိန်း30လောက်ကိုပေးပြီးနေရတယ်အဲ့ဒါကိုပေးတာတော့မှပဲရတဲ့အခန်းလေးကဒီ4ပေလောက်ပဲကျဲတဲ့အခန်းလေးကျွန်တော်ဆိုလို့ရှိရင်ရောက်ချင်းပထမလမှာလေဒီအခန်းကျင်းလုံးလို့မနေနိုင်လို့ဒီ deposit ပတ်စံတွေအဆုံးခံပြီးတော့အိမ်အောင်ပြောင်းလိုက်ရတယ်ပြီးတော့နောက်တစ်ခုကယာတီဥတုဒီမှာယာတီဥတုကလည်းတအားပြင်းတယ်ခင်ဗျာပူလို့ရှိရင်လည်းအရန်ပူတယ်အေးရင်လည်းအရန်အေးတယ်ဒီမှာအလောက်ကိုင်းတွေပေါ်တယ်ဆိုတာမှန်ပေမဲ့ဒီအလောက်ရဖို့ကတော့ထင်သလောက်မလွယ်ဘူးဟိုးရင်တော့ဟုတ်ချင်ဟုတ်မှာပေါ့ဗျာအခုကျတော့ဒီမှာအလောက်ကိုင်းခွင်လန်းတွေပေါ်တယ်ဆိုပြီးတော့ဒီနိုင်ငံအသီးသီးကလာကြတဲ့အလုပ်သမားဥယျာဉ်ကအရန်များတော့ဒီအလောက်ခေါ်တဲ့ဥယျာဉ်နဲ့ဒီအလုပ်လိုချင်တဲ့ဥယျာဉ်ကအစမတန်ကွာနေဒီအလုံးမရသေးတဲ့သူတွေဘယ်လောက်တောင်များလဲဆိုလို့ရှိရင်ကျွန်တော်ဒီ walk-in interview တွေသွားကြည့်မှပဲသိတော့တယ်အဲ့မှဆိုလို့ရှိရင်ကျွန်တော်ဒီတနေ့ကုန်နေပူထဲမှာတန်းစီပြီးတော့ပင်ပန်းခံရတဲ့လူတွေရှိတယ်ပြီးလို့ရှိရင်အဲ့လိုတန်းစီပြီးတော့မှအလုံးမရတဲ့သူတွေရှိတယ် trial ခေါ်ခိုင်းတဲ့ကိစ္စလည်းရှိသေးတယ်ဘယ်လိုလဲဆိုလို့ရှိရင်ဗျာခမားကိုအလုံးလစာတွေဘယ်လောက်ပေးမယ်ဘာညာကြိုမပြောဘဲနဲ့ခမားကိုအဲ့နေ့အတွက်ခေါ်ခိုင်းလိုက်တယ်အစမ်းခန့်တယ်ဆိုပြီးတော့ပြီးလို့ရှိရင်အဲ့နေ့ခေါ်ခိုင်းတဲ့အတွက်လည်းပတ်စံပေးခြင်းမှာပေးတာပြီးလို့ရှိရင်ခမားကိုပြန်လှုပ်လိုက်တယ်အလောက်ကလည်းခန့်ခြင်းမှာခန့်ကျွန်တော်တေးသေးချာချာမှားကျင်တာရှိတယ်ဒူဘိုင်းကိုအလုပ်လာလုပ်မယ်ဆိုလို့ရှိရင်စိတ်ချရတဲ့ agent တွေမှာလက်မှတ်ဝယ်စိတ်ချရတဲ့ agent တွေစီမှာ visa လုပ်အဲ့နှစ်ခုပဲအဲ့လိုကျန်တဲ့ဟာတွေကလေကိုယ်တိုင်ရောက်မှကိုယ်တိုင်အလုပ်ကို interview သွားရတယ်ကိုယ်တိုင်အလုပ်လျှောက်ရတယ်ခင်ဗျားတို့ပတ်စံဟိုသိန်းပနေရပေးပါအလုပ်အသင်သေးရအောင်ဒူဘိုင်းကိုခေါ်မယ်ဆိုတဲ့ဟာမျိုးတွေလုံးဝမယုံနဲ့နော်အဲ့ဒါလုံးဝမဟုတ်ဘူးနော်ကျွန်တော်ရှေ့မှာနေဒုက္ခရောက်ပြီးပြန်သွားတဲ့လူတွေအလုံးမရလို့ဟိုတွေ့ကြရလို့တွေထိုးတဲ့လို့ဒုက္ခရောက်သွားတဲ့လူတွေအများကြီးမို့လို့ကျွန်တော်စေတနာနဲ့ကျွန်တော်တေးသေးချာတတိပေးတာပါလုံးဝတတိထားပါဒီရောက်လို့ရှိရင်လည်းနေရမယ့်အခန်းကိုတေးသေးချာစုံစမ်းပြီးတော့မှငှားပါဟိုမြန်မာတွေပိုင်တဲ့ flat တွေမှာသွားနေတာအဆင်ပြေမလားဆိုပြီးသူတို့ပြောတဲ့စကားတွေယုံပြီးတော့သွားမနေလိုက်မိစေနဲ့ကျွန်တော်တငယ်ချင်းတွေအများစုရတယ်ပြောတယ်လုံးဝအဆင်မပြေဘူးပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းလုံးဝအဆင်မပြေခဲ့လို့ကျွန်တော်တတိပေးတာပါပြီးတော့အပြင်မှာဟိုမုတ်တွေပါတယ်လို့သွားဝယ်စားလို့ရှိရင်မြန်မာဆိုင်တွေကလေတခြားဆိုင်တွေထပ်ပို့ပြီးဈေးကြီးတယ်ဒါကတော့လူတိုင်းသိပြီးသားပါအလုပ်ရသွားလို့ရှိရင်လည်းဒီအလုပ်မှာအရန်ပင်ပန်းတယ်ပင်ပန်းတဲ့ပြုံမှာအလုပ်ကြာချိန်တွေကဒီတနေ့ကုန်9နာရီလောက်ရတယ်တချို့အလုပ်တွေဆိုလို့ရှိရင်12နာရီလောက်ထိကိုလုပ်ရတယ်ဒီမှာတော်တော်များများဟာ2လဗီဇာနဲ့လာပြီးအလုပ်ရှာကြတယ်ဆိုတာကိုအလုပ်ရှင်တွေကသိတော့အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ခမားကိုအလုပ်ခန့်လို့ရှိရင်ပထမ probation ကာလ2လမှာခမားလုပ်ရကိုင်းကိုကြည်အောင်မယ်ပေါ့နော်ဟိုစာချုပ်တွေပါတယ်မချုပ်သေးဘူးဗီဇာတွေမလုပ်သေးဘူးဆိုပြီးခမားကိုစမ်းခိုင်းမယ်ခိုင်းပြီးတော့ဒီခမား2လလဲပြည့်သွားခမားကိုအလုပ်ခန့်ချိန်မှခန့်တာအလုပ်လုပ်တာအဆင်မပြေဘူးပါဘူးအကြောင်းပြပြီးတော့ခမားကိုအလုပ်ထုတ်လိုက်ကောအဲ့လိုအလုပ်ထုတ်လိုက်လို့ဒီဗီဇာဆက်ပြီးတော့တက်တန်းထိုးဖို့တော့ပတ်စံမရှိလို့ဒုက္ခရောက်သွားတဲ့သူတွေလည်းဒုနဲ့ဒေးပဲဒီမှာဒါပေမဲ့စိတ်မပူပါနဲ့အဲ့လိုအခက်အခဲတွေကြုံလို့ရှိရင်ဘယ်လိုရင်ဆိုင်ရမယ်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုကျွန်တော်သေချာလေးပြောပြပေးပါမယ်
ဘာတွေကြိုတင်ပြင်ဆင်လာမလဲဆိုလို့ရှိရင်ဒီလိုမလာခင်မြန်မာနိုင်ငံမှာကတည်းကအသက်မွေးဝမ်းကြောင်းပညာတစ်ခုခုရှိအောင်လုပ်ခဲ့ပါဒီ barista တို့ bartender တို့လိုမျိုးဒီအသက်မွေးဝမ်းကြောင်းပညာတွေပေါ့ဗျာအဲဥစ္စာနဲ့လာလို့ရှိရင်ကြတော့ခင်ဗျားဒီ position နဲ့ပဲခင်ဗျားဒီဇိုင်းမဲ့အလုပ်လျှောက်သွားလို့ရမယ်ဒီရောက်မှတင်တန်းတက်မယ်လို့ခင်ဗျားမစင်စားနဲ့ဒီမှာတင်တန်းကတွေကအဆမတန်ဈေးကြီးတယ်လုံးဝအဆင်မပြေဘူးခင်ဗျားတို့အင်တာဗျူးမှာကောင်းကောင်းဖြေနိုင်ဖို့အတွက်ကိုရှောင်းမဲ့ career အကြောင်းကိုဂဂနနသိအောင်လေ့လာခဲ့ပါပြီးလို့ရှိရင်ဒီမှာအလုပ်ရဖို့အတွက်တစ်ခါလေရောက်လို့ရှိရင်2လ3လလောက်ကြာနိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ2လ3လစာတောင်းခံနိုင်အောင်ပတ်စံလုံလောက်ယူခဲ့ပါအဓိကအရေးကြီးတာအင်္ဂလိပ်စာကိုကောင်းနိုင်တဲ့များကောင်းအောင် practice လုပ်ထားပါ CV ဖောင်လည်းတည်တည်ရှာပြင်ဆင်ခဲ့ပါဒီမှာလေ ATS system တွေနဲ့စစ်ချတာမို့လို့ခင်ဗျားအရေးချင်းဘယ်လောက်ပဲရှိနေပါသေးဒီ CV ဖောင် pass မဖြစ်လို့ရှိရင်ခင်ဗျား interview တွေလည်းခေါ်ခံရမှာမဟုတ်ပါဘူး CV ဖောင်ပြင်ပြီးသွားပြီဆိုလို့ရှိရင်လည်းဒီအလုပ်လျှောက်တဲ့ application တွေဖြစ်တဲ့ဒီ LinkedIn တို့ Indeed တို့မှာခင်ဗျားရဲ့ profile ကိုတေချာတိစောက်ပါခင်ဗျားရဲ့ information တွေကိုတစ်ခုမှကြံပြည့်စုံလေးဖြည့်လာခဲ့ပါလာတဲ့အချိန်ကလည်းအရေးကြီးသေးတယ်ဒီမှာဒီ October ကနေပြီးတော့ February လအဲ့ဒီအတွင်းလောက်ကိုလာဒီမှာကျတော့အဲ့ဒီကာလာအတွင်းမှာအလုပ်တွေစုပြီးခေါ်ကြတာများတယ်ဒီကိုရောက်ပြီဆိုလို့ရှိရင်လည်းအလုပ်တွေကိုတစ်နေ့ကိုအများကြီးထိုင်ရှောက်နေရမယ်ပြီးလို့ရှိရင် interview တွေရလို့ရှိရင်လည်းရမ်းပြီးမသွားနဲ့ scam တွေဖြစ်နေတတ်တယ်တိတဲ့လူတွေကိုတေချာမေးရမယ်ပြီးလို့ရှိရင် interview အမှန်တွေဆိုလို့ရှိရင်လည်းခင်ဗျားအဲ့ဒီ company နဲ့ပတ်သက်ပြီးတော့တေချာလေးလေ့လာသွားပါပြီးလို့ရှိရင် passport တွေတောင်းတာမျိုးတွေ deposit ဆိုပြီးပတ်စံတွေကြိုပြီးတောင်းတာမျိုးတွေဆိုလို့ရှိရင်လုံးဝမပေးပါနဲ့အဲ့ဒါတွေကအလေအညာတွေပါခင်ဗျားကိုအလုပ်ခန့်ပြီဆိုလို့ရှိရင်လည်းဒီ offer letter ကိုရမ်းပြီးလက်မှတ်မထိုးပါနဲ့ဒီမှာရှိတဲ့တိတဲ့တက်တဲ့အတွေ့အကြုံရှိတဲ့လူတွေတေချာမေးမြန်းပြီးတေချာဖတ်ပြီးတော့မှလက်မှတ်ထိုးပါကဲအခုလောက်ဆိုလို့ရှိရင်ဒီ UAE နိုင်ငံခင်ဗျားတို့အတွက်အလုပ်လာလုပ်ဖို့အတွက်ရွေးချယ်စရာကောင်းတဲ့နိုင်ငံတစ်ခုဟုတ်မဟုတ်ခင်ဗျားတို့ဆုံးဖြတ်နိုင်ပြီလို့ထင်ပါတယ်သိချင်တာရှိလို့ရှိရင်လည်း comment မှာရေးသွားပေးပါကျွန်တော်တေချာ reply ပြန်ပေးပါမယ်ကြည့်နေတဲ့သူတွေထဲမှာလည်းကျွန်တော်ထက်ပိုပြီးသိတဲ့သူတွေရှိလို့ရှိရင်လည်းအခုတခြားဒီဟိုလာဖို့စူးစမ်းနေတဲ့လူတွေအတွက်အကျိုးရှိအောင်လို့ဒီသိတာလေးတွေကိုတစ်ချက်လောက် comment မှာရေးသွားပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကံကောင်းကြပါစေ